video လေးကတော့ကျွန်တော်အခု update မှာအသစ်ထွက်ထားတဲ့ new Kalia ရဲ့ scale ကိုရှင်းပြပေးပါမယ်ဖြစ်ပါတယ်ပထမအဆုံးအနေနဲ့ scale 1ပေါ့နော် scale 1သုံးလိုက်တယ်ဆိုလို့ရှိရင်ဘေးနောက်ထောင်းတယ်ပြီးရင်ရေပွက်လေးပေါ်တယ်ပေါ့နော်ရေပွက်လေးပေါ်တာသူ့ရဲ့ passive ထဲမှာပါတယ် spare သုံးလို့ရှိရင် passive တက်တာပေါ့နော် scale 2ကကျွန်တော်သူ3နည်း2မျိုးရှိရဗျာ3နည်း2မျိုးမှာပထမတစ်မျိုးကဒီတိုင်းရိုးကင်ပြီးတော့ပေါက်လိုက်တယ်ဒါပထမတစ်မျိုးပါဒုတိယတစ်မျိုးကကြတော့နေရာနေပါပေါ်တက်မယ်ပေါ့နော်နေရာနေပါပေါ်တက်ပြီးတော့ခုံမယ်airborne ပေးတယ်ပေါ့နော် airborne ပေးတယ်အဲ့ဒါဒုတိယတစ်မျိုးပါဒုတိယတစ်မျိုးမှာသူကနေရာပေါ်တက်ပြီးသုံးလို့ရတယ်လို့သူpassive green ရဲ့ပြင်ကနေပြီးသုံးလို့ရတယ်နော် passive green ရဲ့အစွန်းလေးကိုပြအောင်သုံးပြီးတော့ခုံပြီးတော့သုံးလို့ရတယ် scale 3ကတော့အမှထူးထူးခြားမရှိ automate ကကြတော့ဗာလဲဆိုတော့ကာကြ audio လိုပဲကွာကာကြ audio လိုပဲချုပ်လိုက်တယ်ပြီးတော့ရှင် movement brush လေးထည့်ပြီးတော့ထောင်းနေပေါ့နော်ကြားလာတဲ့ဟာကို UE damage ပေးမယ်ဒါကတော့ automate ပါ automate ကသူအပေါ်ခုံဆွဲနေတဲ့အချိန်လေးမှာသူ့ကို stand လို့မရဘူးပေါ့နော် stand လို့မရဘူးဒါပေမဲ့ suppress တော့လုပ်လို့ရမှာထင်တယ်အဲ့ကိုကြိုက်တာတော့ကာကြ audio ဆွဲတာလို့ဆိုရင်တော့ဖြတ်လို့ရမယ်ထင်တယ်တခြား crowd control ဆိုရင်တော့ဖြတ်လို့မရဘူးပေါ့နော်ဒါကတော့ P3 ပေါ့နော်နောက်ဆုံးတစ်ခုက passive ပေါ့နော် passive ကကြတော့သူက spare သုံးလိုက်တိုင်းဒီရေခွက်လေးထွက်လာတယ်ကွာရေခွက်လေးထွက်လာတယ်အဲ့ဒါသူ့ရဲ့ passive ပါပြီးကြလို့ရှိရင်အဲ့ဒီရေခွက်နှစ်ခုပေါင်းလိုက်မယ်ဆိုလို့ရှိရင် visit the enhance ဖြစ်တယ်ပေါ့နော်ပထမတစ်ချက်ကတက်ပြီးထိုးတယ်ဒုတိယတစ်ချက်က3ချက်ထိုးပြီးတော့သွေးရှိတယ်တတိယတစ်ချက်ကကြတော့ပုံပြီးထိုးပြီးတော့ရေခွက်လေးပြန်ပေါ်ဒါပါပဲဒါကတော့ Kalia ရဲ့ scale explanation video ပါ video လေးကိုစောင့်ကြည့်ကြည့်ပြီးတော့ကျေးဇူးများတင်ပါတယ် see you guys ရော့ပါ